ထိုင်းနိုင်ငံ Miss Universe အငင်းပွားမှုတွင်မက္ကဆီကိုတန်ယုံပါဝင်ပတ်သက်။တန်ကောက်ရှိမက္ကဆီကိုတန်ယုံသည် Miss Universe ပြိုင်ပွဲဝင် Fatima Boost နှင့်ထိုင်းနိုင်ငံရှိပြိုင်ပွဲစီစဉ်သူများကြားဖြစ်ပွားခဲ့သောအငင်းပွားမှုကိုဝင်ရောက်စောင့်ကြည့်နေကြောင်းအတည်ပြုလိုက်ပါသည်။ယတနာမှာစွန့်တစိတ်ပေးအပ်ပွဲအခမ်းအနား၌ Thai Miss Universe အဖွဲ့အစည်းဒုတိယဥက္ကဋ္ဌနာဝိအစာရာခရီစီက Boost အားစပွန်ဆာဆိုင်ရာအကြောင်းအရာများတင်ရန်ညှင်းပွားမှုနှင့်ပတ်သက်၍လူသိရှင်ကြားဝေဖန်ခဲ့ရာမှပေါ်ပေါက်လာခြင်းဖြစ်သည်။အငင်းပွားမှု၏နောက်ွယ်တွင်မူမက္ကဆီကိုဖွဲ့မှတိုင်ပွဲဝင်များကိုထိုင်းဥပဒေအရတားမြစ်ထားသောအွန်လိုင်းလောင်းကစားပလက်ဖောင်းအားကြော်ညာရန်အားပေးခဲ့သည်ဟုသောကိစ္စရပ်များနှင့်ပတ်သက်ပြီးထိုင်းစီစဉ်သူများနှင့်သဘောထားကွဲလွဲမှုများရှိနေပါသည်။နာဝိ၏ပြောဆိုမှုများကြောင့် Post တီမျက်ရည်ကျကထိုင်း PR အဖွဲ့၏နောက်ထပ်လှုပ်ရှားမှုများကိုပါဝင်ရန်ညှင်းဆိုခဲ့သည်။မက္ကဆီကိုတန်ယုံကမူပြိုင်ပွဲဝင် Post အားမိသားစုနှင့်ပါအနီးကပ်စောင့်ကြည့်ပံ့ပိုးပေးနေကြောင်းထုတ်ပြန်ခဲ့ပြီး Miss Universe ပိုလူပွဲကိုနိုဝင်ဘာလ20ရက်နေ့တွင်ထိုင်းနိုင်ငံ၌ကျင်းပရန်စီစဉ်ထားပါသည်။နေ့စဉ်သတင်းများအတွက်မင်္ဂလာသတင်း channel ကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်။